ဖြစ်ကလေးကတော့ကျမရေနံကျောင်းမှာစေကံဖွင့်နေတော့စေကံဖွင့်နေတဲ့အချိန်မှာကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေမှာအများစုကတော့ထုံစံတိုင်းအမျိုးသမီးဆရာဝန်စီကိုဆိုအမျိုးသားတိတ်မလာတတ်ဘူးပေါ့နော်နည်းနည်းပဲလာမယ်ကလေးတွေနဲ့အမျိုးသမီးတွေနဲ့လာအမျိုးသမီးတွေကကျမကိုအားကိုးကြတယ်အများတန်းလာတယ်အဲ့ဒီမှာတရက်တော့မနေ့အစော9နာရီပတ်ဝန်းကျင်လောက်မှာကျမစေကံ8နာရီမှဖွင့်တယ်ဒါပေမဲ့လည်း9နာရီလောက်မှကျမကိုတကားလာခောက်တယ်လာခောက်တော့ကျမတကားဖွင့်ပေးလိုက်တော့အမျိုးသမီးတယောက်ကျမစီဆေးထိုးဖို့လာတာမနေ့9နာရီကျမရဲ့အိမ်ရှေ့မှာသူဈေးတောင်းကောင်းပေါ်ရွက်ပြီးရောင်းရတာဆိုတော့အဲ့ခံတောင်းကိုကျမဈေးကန်ရှေ့မှာချထားတယ်အဲ့ထဲမှာဘာတွေပါမလဲဆိုတော့ငပိပါမယ်ပဇွန်ကြောက်ပါမယ်ဟိုဟင်းသီးဟရွက်ကလေးတွေပါမယ်ခရမ်းကျင်လေးပါမယ်အဲ့လိုပေါ့တိုလီမုတ်စာလေးတွေကိုတောင်းထဲမှာထည့်ပြီးတော့ကျတော့သူကအဲ့ဒါကိုဈေးထဲကနေပြီးတော့မနေ့9နာရီ6နာရီကလေးကသွားတဲ့ပြီးတော့ဒီရက်ွက်ထဲမှာလဲရောင်းနေအဲ့ဒီအမျိုးသမီးဆိုတော့အဲ့ဒါလေးချထားပြီးဆရာမတဲ့ကျမဆေးထိုးခြင်းလို့တဲ့လာလီရတယ်ဆိုပြီးတော့ကျမတကားဖွင့်ပြီးတော့ဂရင်မော်မှာခေါ်လိုက်တဲ့ခါကျသူကကျမတားဆေးထိုးခြင်းပါတယ်တဲ့တားဆေးတရေတားဆေးထိုးခြင်းနဲ့တဲ့โอเคတရေတားဆေးထိုးခြင်းတာဟုတ်ပြီဘယ်လိုဆေးထိုးမှလဲအဲ့ဒီမှာတရုတ်ကလာတဲ့တရေတားဆေးဆိုတာရှိတယ်ကျမတို့ခေတ္တကနောက်ယူရီးယားလို့ခေါ်တော့ထိုင်းကလာတဲ့ဆေးရှိတယ်တစ်ခုကတစ်လပဲခံတယ်တစ်ခုက3လခံတယ်ဆိုတော့တစ်လရဲ့ဈေးနှုန်းကတစ်မျိုး3လခံတဲ့ဆေးရဲ့ဈေးနှုန်းကတစ်မျိုးဆိုတော့ကျမတို့မေးကြည့်တယ်ဘယ်ဆေးထိုးမှလဲဆိုတော့ဈေးပေါ်တဲ့ဟာဘာရှိလဲတဲ့ပြီးတော့ကျမဈေးပေါ်တာဆိုရင်တော့တရုတ်ဆေးရဈေးပေါ်တယ်အဲ့ဒါတစ်လပဲခံတယ်အဲ့တော့ဒီတစ်လထိုးပြီးရင်ညီနောက်တစ်ခါကြာရင်နောက်တစ်လကြာရင်လာထိုးရမယ်ကျမအဲ့လိုပြောလိုက်တော့ဟုတ်ကဲ့တဲ့ဆိုပြီးတော့ဂရမောသူတက်လိုက်ပြီးတဲ့နောက်မှာကျမစီတိုအက်ကိုပြင်နေတဲ့ချိန်မှာသူကတခွန်းထပ်ပြောတယ်ဆရာမတဲ့အခုကျမဈေးရောက်သွားရအောင်မှာကျမလက်ထင်မှာပတ်စံမပါဘူးတဲ့ဆရာမကျမကိုအကျွေးထိုးပေးမလားတဲ့ကျမစီတိုအက်ကလည်းပြင်ပြီးပြီသူကဆေးပလင်းလေးကလည်းတလားကန်ဆေးပလင်းလေးကလည်းဖောက်တော့မဲ့ဆဲဖောက်တော့မဖောက်ရသေးဘူးကန်တော့ကောင်းပါတယ်ဒါလေးကိုပြန်သိမ့်မယ်ဆိုရင်သိမ့်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ကိုကြည့်လိုက်တဲ့ခါကျသူ့မျက်နှာတကယ်ကိုနွမ်းဖတ်နဲ့တနခါရေကျဲလေးနဲ့နောက်သူ့အပြင်ဘက်မှာသူချထားတဲ့ဈေးခံတောင်းလေးကလည်းရှိနေတယ်ဟုတ်တယ်သူဒီအရင်အနည်းကသူ့မှာရှိတဲ့ပတ်စံဟာဈေးတွေကနေပြီးယူလာပြီးတော့ဝယ်လာပြီးတဲ့နောက်မှာသူချရောင်းပြီးကမှဒီပတ်စံရမှာဆိုတော့ကျမကဒါလေးကိုကျမဆက်ဖောက်လိုက်တယ်ဒါမျိုးကကျမမှာအမြဲတမ်းပဲဟိုဖြစ်စဉ်တစ်ခုလိုပဲကျမကလူနာတွေအများကြီးများပါတယ်ဒေါက်တာတင်တင်ဝင်းဟာသဘောကောင်းတယ်လို့ပြောကြပြီးတော့ကျမစီကိုလာတဲ့သူတွေအများကြီးပဲအဲ့ထဲကတဝက်လောက်ကလက်ငယ်မပေးနိုင်အကျွေးစီးဖို့အကျွေးဆိုတာတောင်းလို့ကောင်းတော့အရာမဟုတ်ပါဘူးသူတို့လာပြီးပေးမှအများဖြစ်တော့မပေးကြဘူးလာရင်ပါလာတာသူတို့မှရှိတဲ့ပတ်စံပေါ့ဥမာထားပါတော့စီးထုတ်ပြီးပြီဆရာမဘယ်လောက်ကြလဲလို့မေးလိုက်ရင်သူတို့ခါးထဲမှာလိတ်လာတဲ့ပတ်စံလေးတွေကိုထုတ်လိုက်တယ်ကျမက15ကျပ်ကြတယ်20ကျတယ်လို့ပြောပေမဲ့သူ့လက်ထက်မှာ10လောက်ပဲပါအဲ့10တောင်မှကျမတို့ခေတ္တကအခုလိုဆေးတစ်လုံးကို1000 2000 3000မဟုတ်ဘူး10 15ကျပ်20အဲ့လောက်ပဲလေလွန်ခဲ့တော့1985လောက်86လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်လုံးကဆိုတော့20ကျော်ပြီပေါ့အဲ့ချိန်တုန်းကသူတို့ကကျမ15ကျပ်လို့ပြောပေမဲ့သူတို့ဖြီလိုက်တဲ့အလိတ်ထဲမှာ6ကျပ်လောက်ပဲပါရင်ပါမယ်ကြက်တန်လေးတွေပါမယ်9ကြက်တန်လေးတွေပါမယ်ဆိုတော့ကျမအဲ့ပစံကိုဘယ်လိုလုပ်ပြီးယူရဲမလဲအဲ့တော့ကျမပြန်ပြောလိုက်တော့ကော်ဖီလေးတောက်ပေါင်မုံလေးကိတ်မုံလေးဝယ်စားယူသွားရတယ်ပြီးတော့မှလာပြီးများဖြစ်တော့လာမပေးကြဘူးဒါပေမဲ့ကိစ္စမရှိဘူးကျမစီကိုတနေ့ကိုရောက်30 40လာရင်အဲ့ထဲက20လောက်ကတော့ပါလာမှာပေါ့10ရောက်လောက်ကပါချင်မှပါမယ်15ရောက်လောက်ကပါချင်မှပါမယ်အဲ့ဒါလည်းအရေးမကြီးဘူးကျမလုံနေကြပေါ့နော်အဲ့နဲ့သူ့ကိုဟုတ်ပြီရတယ်ဘယ်ချိန်ကျမှပဲပေးအရေးကြီးတာကနောက်တစ်လကြာရင်ဒီလိုအချိန်ပဲရာသီလာပြီး9ရက်ကျမပြောလိုက်ရတယ်ကြော့ပါတယ်နော်သူတို့အဲ့လိုမျိုးရှင်းပြရတယ်အဲ့ဒီအချိန်မှာလာခဲ့ပါပြောပြီးတော့ကျမဆေးလေးကိုထိုးပေးလိုက်တယ်ထိုးပေးပြီးတော့နောက်သူတင်မလေးကိုပုတ်ပြီးတဲ့နောက်မှာသူချက်ချင်းထားတော့သွားအောင်မအောင်ထပြီးတော့ပြန်အထွက်မှာကျမကိုနောက်ထပ်စကားတစ်ခွန်းထပ်ပြောတယ်ဆရာမတဲ့ဒီကျမဆေးလာထိုးတဲ့ကိစ္စကိုကျမယောက်ျားမသိပါစေနဲ့ကျမနည်းနည်းစဉ်းစားတယ်ဘာဖြစ်လို့လဲ तू ကသဘောမတူဘူးတဲ့သဘောမတူအောင်ကိုဝင်ဆောင်ရတာဘာတူလဲကျမစဉ်းစားတယ်လေကိုဝင်ဆောင်ရတာမိန်းကလေးမွေးတော့လေယောက်ျားဖောင်စီမိန်းမမင်းနေကျမတို့ရေနံကျောင်းမှာလဲဟိုဒီလွန်ခဲ့တဲ့နှစ်20တုန်းကခေတ်ပညာတွေလည်းမတိုးတက်သေးဘူးပတ်စံတွေလည်းမရှိသေးဘူးစီးပွားရေးတွေလည်းမရှိကြသေးဘူးဆိုတော့တချို့တွေကလက်တယ်နဲ့ပဲအိမ်မှာမွေးကြတာများတယ်တကယ်မိန်းမမင်းနေဟာတကယ်ပါပဲဟိုတ
တေရင်းတဲ့ကိုတဝက်ရောက်နေတယ်လို့ပဲလေအဲ့တော့ဒီဟာတွေအကုန်လုံးကသူ့ရဲ့ဒုက္ခတွေရောဒီယောက်ျားရဲ့ဒုက္ခမှမဟုတ်ဘဲနဲ့နောက်တစ်ခုကအဲ့ဒီအမျိုးသားဟာစိုက်ကားနေတယ်စိုက်ကားသမားတွေကိုစော်ကားတာတော့မဟုတ်ပါဘူးစိုက်ကားသမားတွေထဲမှာအားနေရင်စာလေးတွေဖတ်နေတဲ့စိုက်ကားသမားတွေကျွန်မလည်းအများကြီးပဲသူတို့နဲ့ဟိုတရင်တနည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကကျတော့အရက်တောက်တယ်သူရလာတဲ့စိုက်ကားကိုအရက်တောက်ပြတာများတယ်အမျိုးသမီးဟာသူ့အတွက်ကောသူ့အမျိုးသားအတွက်ကောသားသမီးတွေသူ့သားသမီးတွေလည်းအများကြီးပဲအဲ့လုံးက3ယောက်ကလေး3ယောက်ရှိနေပြီအဲ့တော့အဲ့ဒီအတွက်ကိုသူထိမ့်သိမ့်မှုကသူ့မှာပဲတာဝန်ရှိတော့သူလာတယ်ဒါပေမဲ့လည်းယောက်ျားအဲ့လိုမျိုးမလုပ်ရဘူးဆိုတဲ့ခါကျယောက်ျားမသိအောင်လာရတယ်အဲ့တော့ကျမကိုသူကခွင့်ဟိုတတိပေးတာပေါ့နော်တောင်းဆိုတာကျမယောက်ျားမသိပါစေနဲ့ကျမပထမစဉ်းစားပြီး okay တော်ရတယ်သွားရောင်းကြည့်တော့ဆိုသူထွက်သွားတယ်အဲ့ဒီမှာအဲ့ဒီနေ့ညနေပဲကျမတခြားလူနာကြီးညနေမှာတော့လူပုံများတာပေါ့နော်အဲ့ဒီညနေမှာကျမစေကံဖွင့်နေတဲ့အချိန်မှာအပြင်ဘက်ကနေပြီးတော့ဆီယာမတော်တင်ဝင်းဆိုပြီးအတန်အကျယ်ကြီးနဲ့လာអော်တယ်ယောက်ျားတန်တစ်ခုအဲ့ဒီကျမလူနာတွေခဏထားခဲ့ပြီးတော့အရေးကြီးတဲ့လူနာမှတ်လို့ပြောရအောင်လို့ပေါ့နော်ဒီလူနာပြီးရင်လိုက်လာမယ်ဘာညာပေါ့ကျမထွက်လိုက်တဲ့ခါကျတော့အဲ့ဒီအမျိုးသားမတည့်ရနဲ့ခြံဝိုင်းထဲမှာဘာကိစ္စလဲလို့ဆိုတော့သူ့ကျမကြည့်လိုက်တယ်မှတ်မိတယ်သူ့မျက်လုံးကနေနေတယ်ညနာလည်းနည်းနည်းဟိုခက်အရက်သမားတို့ထုံးစံပေါ့နော်ညနာလည်းနေပြီးတော့ဟိုခြေလန်းကလည်းတိတ်ပြီးတော့မမှန်ချင်ဘူးပေါ့ကျွန်တော်မိမနေ့တုန်းကလာသွားလာတဲ့ဆိုတော့ကျမကမလာပါဘူးလို့ကျမပြောလို့မရဘူးကျမကမှန်သောစကားကိုသာဆိုရမယ်လေအဲ့တော့ကျမပထမတော့စဉ်းစားတဲ့ညာရင်ကောင်းမလားပေါ့သူတို့ချစ်ချင်းအတွက်သူတို့ရဲ့ဟိုစီလုံးညီညွတ်မှုအတွက်ကျမညာလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်ဒါပေမဲ့ညာလို့မဖြစ်ဘူးအဲ့ဒါဟုတ်တယ်မနေ့ကအချင်းအမျိုးသမီးလာတယ်လို့ပြောလိုက်တော့သူဆေးထိုးသွားလာတဲ့အဲ့ကျမကလည်းဟုတ်တယ်သူဆေးထိုးသွားပါတယ်လို့ပြောတော့သူထပ်မေးတယ်ဘာဆေးထိုးပေးလိုက်တာလဲတဲ့အဲ့တော့ကျမအဲ့ချိန်မှာနည်းနည်းကျမရဲ့တိခတ်နိုင်စွမ်းကကုံသွားပြီကုံသွားတော့သူ့ကိုနည်းနည်းអော်လိုက်မိတယ်နော်ဘာဆေးထိုးတော့ရှင်ပါတိမှာလဲကျမကဒီဆေးနာမည်ပြောတော့ရှင်တိမှာလားလို့ပြောလိုက်တော့သူနည်းနည်းတော့တွေ့သွားပြီးတော့ကျမကိုထပ်ပြောတယ်ကျွန်တော်မိမကိုကျွန်တော်မသိပဲနဲ့သတိတားဆေးတွေပါလေထိုးမပေးပါနဲ့ထိုးပေးရင်ဆ iam မနဲ့ကျွန်တော်နဲ့အတိပဲတဲ့အဲ့လိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တော့အဲ့ဒီအရွယ်တုန်းကကျမအသက်ဟာ30မပြေသေးဘူးပေါ့နော်28 29လောက်အရွယ်ရှိမယ်ကျမစိတ်ထဲမှာကလည်းသူ့အမျိုးသမီးအတွက်ခံစားချက်တွေကလည်းပြင်းထန်နေတဲ့အရွယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ကြားတွေကဘာညာအဲ့ဒါတွေကျမကလည်းစဉ်းစားနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကျမသူ့ကိုပြောလိုက်တယ်ရှင်မိမဆေးလာထိုးတာမထိုးတာဘာဆေးထိုးတယ်ဆိုတာကျမရှင်ကိုပြောပိုင်ခွင့်မရှိဘူးပြောတော့လေဘာမှရှင်နားလည်းမဟုတ်ဘူးထိုးတော့ဘာဖြစ်သေးလဲမျိုးသမီးနဲ့လူနာနဲ့ဆရာဝန်ကြားထဲမှာလူနာကတောင်းဆိုရင်နောက်တင့်တော်တယ်လဲထင်ရင်ဘေးလည်းမဖြစ်ဘူးဆိုရင်ဆရာဝန်ကထိုးပေးဖို့ဝတ္တရားရှိတယ်အဲ့တော့ရှင်ခုချက်ချင်းကျမအိမ်ထဲကနေပြန်ထွက်သွားလို့ပြောလိုက်တယ်ပြောလိုက်ပြီးတော့သူကကျမကိုဆက်ပြီးတော့ပြောချင်တယ်ဒါပေမဲ့ကျမရဲ့မျက်နှာထားကလည်းခက်တင်းဆိုတော့သူကပြောချင်နေမဲ့ပြန်ထွက်သွားလိုက်တယ်ကျမစိတ်ထဲမှာမကောင်းဘူး။အော်ငါနဲ့မေတ္တာလေးနဲ့အပြုံးလေးနဲ့သူ့ကိုတနေရာမှာခေါ်ပြီးတော့ဒီနေ့မဟုတ်ရင်တောင်မှသူ့နာမည်နဲ့ပေါ့နော်မနေ့ကြာလာခဲ့ပါလားကျမပြောစရာတွေရှိတယ်ဆိုပြီးတော့ပြန်ခေါ်ပြီးတော့ပြောလိုက်တင်ဘူးလားလူနာတွေတော့ရှိနေတာမှန်တယ်ကျမမှတန်းစီနေတဲ့လူတွေလည်းရှိတယ်ဆိုတော့သူ့ကိုနည်းနည်းမြန်လာနှင်လွတ်လိုက်မိပေမဲ့ကျမပြန်လာတဲ့ခါမှာကျမစိတ်ထဲမှာမကောင်းဘူးဒီတဲ့ပို့ပြီးဆုံးရှုံးတာကနောက်တနေ့လေအဲ့ဒီအမျိုးသမီးကျမကိုပတ်စံလာမပေးဘူးထားပါတော့အဲ့ဒီတော့ငါဆေးတစ်လုံးဟာ20ဖြစ်ခြင်းဖြစ်မလား30ဖြစ်ခြင်းဖြစ်မလားကျမအတွက်အဲ့ဒါဘာမှအရေးမကြီးဘူးဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့ तू နောက်ထပ်မပေါ်လာတော့ဘူးနောက်လာလည်းမပေါ်လာဘူးသူတို့ချင်းချင်းရန်ဖြစ်ကြမှာပေါ့ကျမတွေးကြည့်တယ်လေပြီးတော့မှကျမ back date နဲ့ပြန်တွေးကြည့်တဲ့ခါမှာသူတို့ချင်းချင်းရန်ဖြစ်ကြမယ်နောက်ဒီလိုမသွားနဲ့တော့ဘာလို့ပြောကြမယ်ပြီးသွားမယ်နောက်ထပ်2နှစ်3နှစ်4နှစ်ကြာတဲ့အခါမှာ तू ကျမစေကန်းကိုမလာဘူးကျမကတော့လူနာခေါ်လို့ရှိရင် home visit လိုက်ရတဲ့အခါမှာသူတို့အိမ်လေးရှိရနေကျမမကြာခဏဖြတ်ပြီးသွားမိတယ်သွားတဲ့အခါမှာသူတို့အိမ်လေးရှိမှာ तू လည်းမတွေ့ပါဘူးသူ့မျိုးသမီးလည်းမရှိပါဘူးဒါပေမဲ့ကလေးအကြီးလေးကကလေးငယ်လေးကိုချီလို့နောက်ထပ်အလက်ကလေးတစ်ယောက်ကိုလက်ဆွဲလို့ကလေး3ယောက်ကနေ4ယောက်4ယောက်ကနေ5ယောက်အဲ့လိုဖြစ်လာတဲ့ခါမှာကျမရဲ့အရှုံးလို့ပဲကျမခံစားရတယ်တကယ်လို့သာကျမကသူ့ကိုပြပြနဲ့အိမ်ထဲကိုခေါ်သွင်းမယ်သို့မဟုတ်လို့ရှိရင်နောက်တစ်နေ့ထပ်ချင်းပြီးတော့မျိုးသမီးနဲ့မျိုးသားကြားမှာရှိတဲ့နားလည်မှုတွေကိုကျမများမ
ပေးခဲ့မယ်ဆိုလို့ရှိရင်သူတို့နောက်ထပ်ဒီကလေးတွေထပ်ရလာစရာတောင်းမရှိဘူးကျမအဲ့လိုပဲတွေးတယ်လေဆိုတော့ဒါဟာကျမရဲ့အမှားဒါတွေကိုကျမပြန်ပြီးတော့တလုံးလုံးစဉ်းစားတိုင်းစိတ်ထဲမှာသူတယောက်တည်းတည်းမကဘူးကျမမှာအဲ့ဒါမျိုးအများကြီးရှိတယ်အဲ့တော့ကျမရေးမိတယ်ဆရာဝန်တယောက်ကြီးမှတ်စုများဆိုတဲ့ခေါင်းစဉ်အောက်မှာဒါမျိုးဝတ္ထုလေးတွေကျမရေးတယ်အဲ့ဒါကဒီထဲမှာကျမကမေးခွန်းထုတ်ထားတာဟာအမျိုးသားတယောက်ဟာအမျိုးသမီးတယောက်ရဲ့ကိုယ်ခန္ဓာကိုကာမပိုင်လျောက်ကြားဆိုကျမကြားပူပါတယ်ဒါပေမဲ့လည်းအမျိုးသမီးရဲ့ကိုယ်ခန္ဓာကိုအမျိုးသမီးကိုယ်တိုင်တားဖို့ဒါကလေးကိုဖျက်တာမဟုတ်ဘူးတဘာဝတရားနဲ့မငြိညွတ်တာလည်းမဟုတ်ဘူးဒီကလေးကို तू ကျွေးမွေးပြုစုဖို့မတတ်နိုင်လို့ तू တားမယ်ဆိုရင် तू တားဖို့အတွက်က तू တယောက်တည်းရဲ့စိတ်နဲ့မှရရဲ့လားအမျိုးသားကိုတကယ်တိုင်ပင်ရမှာလားအမျိုးသားမှာအဲ့ဒီအခွင့်အရေးတကယ်ရှိသလားဒါကျမလည်းမသိဘူးဒါပေမဲ့လည်းကျမအဲ့ဒီပြဿနာလေးကိုဝတ္ထုထဲမှာထည့်ပြီးတော့ရေးလိုက်မိတယ်အဲ့တော့အဲ့လိုမျိုးရေးတာလေးဟာကျမရဲ့ဒုတိယကဏ္ဍဖြစ်သောအမျိုးသမီးမျိုးသားတန်းတူဖြစ်ရေးသို့မဟုတ်အမျိုးသမီးနဲ့မျိုးသားညီညွတ်ရေးဆိုတဲ့ gender issue ကိုကျမနည်း